လားလိုချင်ုံနဲ့သစ္စာဖောက်သွားမဲ့လူသားမျိုးတွေမှာရိုနယ်ဒိုမပါဝင်ဘူးအနာဆာအသင်းနဲ့စာချုပ်တက်တန်ကုံဆုံးပြီးတဲ့နောက်ရိုနယ်ဒိုကဥရောပကိုရောက်မလို့ဘရာဇီးလီကိုပဲရောက်မလို့မေဂျာလီကိုပဲရောက်မလို့သတင်းတွေကပြန့်နှံ့နေခဲ့ပါတယ်လောကမှာရိုနယ်ဒိုကိုမလိုချင်တဲ့အသင်းဆိုတာကလည်းလုံးဝကိုမရှိပါဘူးဒီထဲမှာရိုနယ်ဒိုကိုအသင်းအတန်လိုချင်ခဲ့ပြီးတော့သူတို့အသင်းမှာကစားနေတဲ့စူပါစတာနေမာကိုတောင်မှရိုနယ်ဒိုရောက်လာမယ်ဆိုပြီးတော့စာချုပ်ဖြတ်သိမ်းခဲ့တဲ့အထိလုပ်ခဲ့တယ်ယခုလက်ရှိအနာဆာအသင်းရဲ့အခါတီတုံးပြိုင်ဘက်အေးလေအသင်းပဲဖြစ်ပါတယ်ဒီအသင်းဟာရိုနယ်ဒိုကိုအသေးရရအရှင်ရရကိုလိုချင်နေတဲ့အသင်းလည်းဖြစ်ပါတယ်အနာဆာအသင်းဘက်ကလည်းရိုနယ်ဒိုသာပြောင်းရွှေ့ကစားခြင်းနဲ့ဆိုရင်ခွင့်ပြုပေးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့အေးလေအသင်းဟာအနာဆာအသင်းထက်အောင်မြင်မှုရောစူဖလားရနိုင်ကြီးပါပိုများနေတဲ့အသင်းဖြစ်နေလို့ပါအေအာလီအသင်းဟာစပိန်မှာဆိုရီယယ်မက်ဒရစ်တို့မဟုတ်ဘာစီလိုနာလိုမျိုးအသင်းဖြစ်ပါတယ် AFC ချန်ပီယံလိတွေလည်းရရှိမှုပါတယ်အနာဆာအသင်းကတော့အာဆင်နယ်လိုအသင်းမျိုးပါပဲအာရှအောင်မြင်မှုဘာမှကိုမရှိပါဘူးအာဆင်နယ်အသင်းကမှပြည်တွင်းဖလားတွေပါတယ်ရရှိထားပေမဲ့အနာဆာအသင်းကတော့စုစုပေါင်းဖလား၈လုံးပဲရရှိထားပါတယ်ဒါကြောင့်မို့ဒီလိုအသင်းမျိုးကိုရိုနယ်ဒိုစွန့်ခွာပြီးဖလားရရင်သိကြတဲ့အေးလေကိုပဲအားလုံးကပြောင်းရွှေ့ကစားမယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့ရိုနယ်ဒိုကတော့မပြောင်းရွှေ့ပဲအနာဆာအသင်းမှာပဲအောင်မြင်မှုစူဖလားတွေကိုစုခုရယူချင်တာပါတဲ့ဘလောက်တက်စာတရားကြီးမားလိုက်တဲ့ကစားသမားကြီးလေရိုနယ်ဒိုဟာဘဝနေဝင်ချိန်ကနီးကပ်လို့လာခဲ့ပါပြီမကြခင်အနားယူတော့မှာပါဒါကြောင့်ဒီလူသားချင်းအနားမယူခင်မဝေရန်မတိုက်ခိုက်ဖဲနဲ့အားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ